တာမြည်ကြည့်မယ်โอเคတော့မှာတော့โอเคဒီနေ့ tomato soup ချက်ကြမယ်เนาะ tomato soup ချက်ဖို့အတွက်ဘာလို့လဲဆိုတော့ဝက်နိုင်ရိုးလေးလိုပါမယ်ဝက်နိုင်ရိုးเนาะဝက်နိုင်ရိုးဒါဆိုတော့ကျွန်တော်ချက်တဲ့လက်ကြံလေးခုပြန်ချက်မှာဖြစ်တယ်เนาะကြော်ကလေးတွေကတော်တော်လေးကိုကြိုက်တယ်เนาะ tomato soup အာလူနှလုံးကျွန်တော်ထည့်ပါမယ်တင်ငယ်ချက်ရတော့เนาะကြိုက်တော့ထည့်ပါအာလူကြိုက်တော့ထည့်ပါပြီးရင် carrot ထည့်ပါမယ်ကျွန်တော်အဲ့ဒါလေးပဲကြံတဲ့အတွက်ဒါလေးပဲထည့်ပါမယ်ပြီးရင်ချက်သွန်တချမ်းထည့်ပါမယ်เนาะပြီးရင်ခန်းချင်သေးလေးလုံးလောက်ထည့်အဲ့ဒါဆို special hint ဖြစ်တယ်လို့เนาะကဲအခု tomato soup ချက်ဖို့အတွက်ဝက်နိုင်ရိုးကိုပြင်ဆင်ပါတော့မယ်เนาะကျွန်တော်ရင်းနဲ့ဆေးထားပြီးသားဖြစ်တယ်အဲ့ဒါကိုတော့လှီးပါမယ်ဘိုင်ဘိုင်လေးတွေလှီးမယ်ဟုတ်ပြီနော်အဲ့ဒါကိုရင်းနဲ့ပြုတ်မှဖြစ်တယ်နော်โอเคအခုဝက်နိုင်ရိုးဟိုပြုတ်တဲ့အချိန်မှာကျွန်တော်အာလူနဲ့ carrot တို့ red onion တို့နော်ကြိုတင်ပြင်ဆင်ထားမယ်လို့နော်ဟုတ်ပြီအာလူကိုနှစ်ချမ်းချမ်းပါမယ်ပြီးရင်အဲ့တချမ်းကိုဟိုတော့စိတ်လိုက်လေးစိတ်ပြီးတော့ဒီလိုပြန်ချက်မယ်နော်လေးလေးဟိုဖြစ်အောင်ပေါ့နော်ဒါအကြီးကြီးဆိုလည်းစိတ်အဆင်မပြေဘူးနော်ကျွန်တော်နဲ့လိုအဲ့တော့တူတူတော့နော်ဒီလိုလေးလုပ်ပါမယ်ဒီဟာဒီဟာတွေကြတော့တခါတည်းကျွန်တော်ချိန်မှာဖြစ်တယ်နော်ဒီလိုကြည့်မယ်မြန်လည်းမြန်နေနော်ဒါစားလို့လည်းရမ်းနေတယ်အရသာရှိတယ်tomato soup เนาะအဲ့ကျွန်တော်လည်းနာမည်ပေးထားတာဖြစ်တယ်เนาะဒါ tomato soup ဆိုပြီးကျွန်တော်လည်းပေးတာနာမည်ပေးထားတာပါဒီစားတော့ဆိုင်ကတော့မဟုတ်ဘူးเนาะဒါကို carrot ကိုလည်းဒီလိုပဲချိပါမယ်ပုံမှန်နဲ့เนาะစားတော့ချိစားမလို့ပါဘူးโอเคအဲ့တော့ဆိုရပြီဒါကိုဒီခါတည်းအားလုံးနဲ့ကျွန်တော်ရိုးပါမယ်เนาะပြီးရင်ဒါ red onion ကိုလည်းဒီခါတည်းကျွန်တော်အားလုံးနဲ့ရိုးပါဖြစ်ပါတယ်ဒီလိုလေးပေါ့เนาะကလေးတွေကချက်ကုန်တင်ကြလို့เนาะအဲ့ဒါကိုဒီခါတည်းပေါင်းထည့်မှာဖြစ်တယ်เนาะโอเคအဲချင်းတီကြတော့ဒါနေပေါ့တီတီမှာအဲချင်းတီဝတ်သားပြုတ်ထဲမှာဒီချက်သွန်မေးတို့ချက်သွန်နီအာလူcarrot ပါတဲ့ဟာတွေကိုထည့်ပါမယ်โอเคဘုရားကိုခဏဆောင်းရင်းနဲ့တံပြားလေးချိုတောက်ကြရအောင်နော်တံပြားနှလုံးတကြားတစ်စွန်းထည့်ပါမယ်တော့လိုက်အခုခန်းချင်းသေးကြည့်ပါမယ်နော်ကျွန်တော်ခန်းချင်းသေး၅လုံးအသုံးပြုထားပါတယ်နော်စုကောင်းကောင်းကလေးရအောင်ပေါ့နော်မိသားစုတမိသားစုစာစုကောင်းကောင်းလေးရအောင်စားလို့ကောင်းအောင်စားလို့နှိမ်အောင်အရာရတာရှိတဲ့စုတစ်ခွက်ရအောင်ဆိုပြီးတော့ကျွန်တော်အခုခန်းချင်းသေး၅လုံးထည့်ပါတယ်ဗျာနော်ထိတော့မယ်နော်ခန်းချင်းသေးကြတော့ရိုးရိုးထိလို့ရပါတယ်နော်ဒါထားပါဆရာမလိုပါဘူးဒီလိုကလေးထိလိုက်ရပါပဲနော်အိမ်မှာစမ်းကြပါချက်ကြပါနော်ရမ်းကောင်းတယ်နော်ဒီတိုင်းကျွန်တော်ပြောပြတဲ့အတိုင်းချက်ပါပြောပါမိသားစုအတွက်အရန်ကိုရတာရှိတဲ့ဟင်းရမှာဖြစ်ပါတယ်နော်အရာသာရှိအောင်ဒါမှကကျမ်းမာရေးနေလို့အရန်ကိုညွှတ်တဲ့ဟင်းတစ်ခွက်ရမှာဖြစ်ပါတယ်လို့နော်ကဲခန်းချင်းပြီးကြည့်တာတော့ပြီးခါနေပါပြီအဓိကတော့ခန်းချင်းတာကလေးနဲ့ပါပြီးတော့ခန်းချင်းနတ်ထွက်အောင်ဆိုပြီးတော့ချက်တဲ့အတွက်အဲ့ဒါတော့လည်းကျွန်တော်ကခန်းချင်းဟင်းချိုးဆိုပြီးတော့ကျွန်တော်မှဲ့ထားတာဖြစ်ပါတယ်အဲ့ဒါကိုအဲ့လေးလိုကြတော့ tomato soup ဖြစ်ပါတယ်လို့နော်ဟုတ်ကဲ့ဒီလိုလေးထိလိုက်ပါတယ်နော်ဒီလိုလေးလုပ်လိုက်ပါပြီနော်ဒါဟင်းရထဲမှာချက်ဖို့ပဲကြတယ်ပြီးရင်အဲ့လိုချက်လို့ပြီးရင်နန်းပင်လေးတော့ရက်တော်မိတ်လေးတို့ပါလေးတို့နော်ထည့်လိုက်ပို့ပေးရတာရှိပါတယ်လို့နော်ဟုတ်ကဲ့ပါအာလူတွေ carrot ရဲ့ဝက်သားတွေကျွန်တော်လိုချင်တဲ့ပုံစံတိုင်းဖြစ်နေပြီဆိုတော့အခုကျွန်တော်ခန်းချင်သေးထည့်ပါတော့မယ်နော်ထည့်ပြီးဒီလိုကလေးမွေးပေးလိုက်ပါပြီးတော့ခန်းချင်သေးနူးတာကိုပဲပြန်ဆောက်ပေးရမှာဖြစ်ပါတယ်အဲ့ခန်းချင်သေးနူးသွားပြီဆိုရင်တော့စားလို့ကောင်းတဲ့ဟင်းရည်လေးရပါပြီလို့နော်ဟုတ်ကဲ့ပါနော်ခန်းချင်သေးလဲကျွန်တော်ကြိုက်တယ်လို့မျိုးကြိုက်တဲ့ပုံစံလေးဖြစ်သွားပါပြီအရသာမြည်ကြည့်မယ်ဟဲ့တော့မှာတော့နော်ဒါမဲ့ကျွန်တော်နောက်အချိန်သေးတော့ဖြစ်ပြီကျွန်တော် USA လေးကြိုက်တဲ့အတွက်ကြောင့် USA လေးကိုနောက်ထပ်ထည့်ပါမယ်နော်ဒီ USA လေးကိုထည့်ပါမယ်အဲ့လောက်ဆိုရပြီထမင်းစားလို့ရပြီနော်အရန်ကောင်းတယ်နော်အိမ်မှာအဲ့လိုချက်စားကြည့်မိသားစုအတွက်ချက်ပြီးတော့စားကြပါလို့နော်ကြံပြုတ်ချင်ပါတယ်ခန်းချင်းတင်းများလေးထည့်ကောင်းတယ်အရန်ကိုရတာရှိတယ်ဂျာမရအတွက်လည်းကောင်းတယ်နော်โอเคကျေးဇူးတင်ပါတယ်